ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ်ကျောင်းရလေးရတော့ကဘာကျော်တန်းနိုင်လာကစီယို F91 နိုင်ရဲ့တမိုင်းရောက်တဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့ချက်၅ချက်ဖော်ပြပေးလိုက်ပါမယ်။ကဲနံပါတ်1ချက်ကတော့1985ခုနှစ်စတင်နေတဲ့ဒီဒီဇိုင်းအိုင်ကွန်ပေါ့နော်။ဒီဒီဇိုင်းအိုင်ကွန်ရဲ့ဒီဇိုင်နာဥဆိုကီမိုရီနာဆိုတဲ့ဒီဇိုင်းမိုရီနာကဒီဇိုင်းဆွဲကြယူချောင်းဟွာ89ခုနှစ်မှာစတင်မိတ်ဆက်ခဲ့ပါဆယ်စုနှစ်3ခုကျော်လာတော့လဲမူလဒီဇိုင်းတန်ပြောင်းလဲခြင်းမရှိပဲယနေ့ချက်တိုင်းခင်မီရဲ့ဒီဇိုင်းဖြစ်ရောင်光နေစေဖြစ်ပါလေနံပါတ်1ချက်တော့ကိုပါရန်ဟွာဆုံးနိုင်ယူလက်နေချိန်တည်းဖြစ်နေရပါနော်ကိုပါဦးမှာအများဆုံးယုံချရတဲ့ကြည့်တဲ့နိုင်ရတဲ့တလုံးဖြစ်ပြီးနှစ်စဉ်အဆောင်ရည်တန်းနဲ့ချီထုတ်လုပ်နေရပါတယ်ဈေးနှုန်းလိုချိုတိုင်းမဲ့ယေရှုခန့်တားရိုက်ခန့်နိုင်ပြီးလောကျန်းခန့်နိုင်ရလူရန်စားပြီးတို့ဟောကြကြပါနံပါတ်3ချက်ကတော့မယုံနိုင်ရခုနနေခံပရှိတာကြောင့်လေဒီနိုင်မှာတုံးပြထားတဲ့စီယာ2000 60 battery တေးဒီတလုံးဟာတရက်ကိုလို့စတဲ့ချင်းမီးတစ်စက္ကန့်တုံးမဲ့ဆိုတော့ခုနနေတီတုံးခံပါလက်တွေ့မှာလူများစွာစနေကြရတဲ့ battery မလဲပဲတုံးဆွဲနိုင်ကြပါလေနံပါတ်4ချက်ကတော့ဘာကြောင့်ပုဂ္ဂိုလ်များမှဒီတမိုင်းဝင်ဖြစ်မြာထိပါပဲဒီနိုင်ရုံမိကသမရာဟောင်းဘာလို့အိုဘားမားပန်ကဘာကြောင့်ပုဂ္ဂိုလ်များဆိုဝစ်စင်ကြကြပြီးတစ်ဖက်မှလည်းဟာရဲ့တိကျမှုပြပြလဲမှုကြောင့်ပိုးစိပ်ပြင်းနဲ့အကြမ်းဖတ်တယ်မှာဥစမာပြလာတဲ့နို့ဖွဲ့ချက်ချိုကဘုံဖောက်ခွဲရင်တိုင်ပုံခါကအဖြစ်တုံးပြုတ်ခဲ့တဲ့တမိုင်းဝင်နမိတ်ရှုံနမိတ်စုဖြစ်တဲ့ကိုလည်းရှိခဲ့ပါတယ်ကဲနံပါတ်5ချက်ရောစင်မမှုနဲ့စစ်စင်းနိုင်တဲ့လိုအပ်ချက်ညမကစီယို F91 W ရဲ့အတူစစ်ခွဲကြောက်ဖို့စိတ်ဝင်စားရတဲ့နေတန်းတုံးရှိပါတယ်။နာရဲ့ညာဘက်အောက်ချီကလို့တုံးဆက်ကန်ပြကြပါလားမြို့နယ်ပင်ပေါ်မှာကစီယိုဆိုတဲ့ CA SIO ဆိုတဲ့စာသားပေါ်လာမှာဖြစ်ပြီးဒါစစ်ရွှေချမ်းကိုတက်တည်တယ်။လို့အချက်ကဖြစ်ပါတယ်။ခုဗီဒီယိုကြည့်ပေးကြကျေးဇူးအများကြီးတင်ပါတယ်။